ချန်နီတယောက်တည်သွားပြီးပြန်အသက်ရှင်လာခဲ့တယ်။ဂျွန်မိုဆိုတဲ့စုံစမ်းရေးမှုကချန်နီဘုံကိုခြေရာကန်ကြည့်တဲ့အခါရဲကျူးကျိုးမှာပေါ်နေလို့ဂျွန်မိုကချန်နီဘွားကိုအံ့ဩသွားခဲ့တယ်။ဒါပေမဲ့ဂျွန်မိုကပြန်ရှာကြည့်လိုက်တော့ဟန်ဆောင်မျိုးထဲမှာပဲလို့ပြန်ပေါ်နေပါတယ်။တစ်ဖက်မှာတော့အွန်ကျောင်းတို့ရဲစခန်းရောက်သွားကြပြီးအွန်ကျောင်းကအထင်လွဲသွားတာလို့ပြောပြီးအမှုပိတ်လိုက်ပါတယ်။ချန်နီနဲ့ဆိုကရဟုံးတို့ကတော့ဒီလိုဖြစ်ရတာနေကြောင်ငါကြောက်ဆိုပြီးအချင်းချင်းအပြစ်တင်နေကြရင်ချန်နီအဖွားရောက်လာပြီးအကြောင်းဆုံးတည်သွားပါတော့တယ်။ချန်နီကအဖွားဆူမကြောက်လို့ဗီဒီယိုထဲပုံနေရင်နန်းတွေကရိုက်နေတဲ့ရိုက်ကွင်းစီရောက်သွားပါတယ်။ချန်နီအဖွားကဗီဒီယိုထဲဖွင့်ကြည့်တော့ချန်နီရုတ်တရက်ပေါ်လာလို့အထူးဆန်းဖြစ်သွားပါတယ်။ချန်နီလည်းသူ့ကိုယ်သူထင်အောင်ထင်မှားတွေမြင်နေရလို့ပဲထင်နေပါတယ်။တစ်ဖက်မှာတော့လုံခြုံရေးဦးလေးကြီးကိုသူမိန်းမကအတိတ်တုန်းကမီးလောင်မှုဖြစ်ခဲ့တုန်းကပျောက်သွားတဲ့ထာဝရအသက်ရှင်နိုင်တဲ့ကလေးငယ်ကိုတီလာလို့မေးပါတယ်။ဦးလေးကြီးကတော့အဲ့ကလေးကိုသူမသိပဲနံပါတ်369ဆိုတဲ့တခြားကလေးကိုတော့မီးလောင်တုန်းကသူကယ်ခဲ့တယ်လို့ပြောပါတယ်။369ကလေးကဟန်ဆောင်မြို့မှာပဲနေပြီးသူနဲ့တွေ့ခဲ့သေးရဲ့လို့လည်းပြောလိုက်ပါသေးတယ်။ဒါပေမဲ့လုံခြုံရေးဦးလေးကြီးရဲ့မိန်းမကဆုံးမသွားခဲ့ပြီးဖြစ်ပြီးသူမြင်နေရတာတွေကပုံရိပ်ရောင်တက်ပဲဖြစ်ပါတယ်။မတင်ကောင်ပဲလူလက်စုကတည်ရအောင်ဦးလေးကြီးကိုအကွက်ဆင်ခဲ့တာပါ။အတိတ်ကဖြစ်ခဲ့တာတွေကိုကြည့်မယ်ဆိုရင်သိပ္ပံပညာရှင်ဟာဝန်းတိုကမိဘမဲ့ကေဟာကလေးတွေအများကြီးနဲ့စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ကလေးတွေထဲမှာနံပါတ်369ကတော့အွန်ကျောင်းပဲဖြစ်ပါတယ်။အွန်ကျောင်းကတော့ပစ္စည်းတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းအားရှိပြီးနောက်ကလေးတစ်ယောက်ကတော့သူ့ကိုယ်သူဘယ်တော့မှမသိနိုင်ဘူးလို့ပြောပါတယ်။အခုလက်ရှိမှာအွန်ကျောင်းကတော့အတိတ်ကအကြောင်းတွေနဲ့အိမ်မက်ဆိုးတွေမလွတ်နေပါတယ်။အွန်ကျောင်းငယ်ကတွေ့ခဲ့တဲ့ထာဝရအသက်ရှင်နိုင်တဲ့ဆိုတဲ့ကလေးကချန်နီနဲ့တူနေပြီးဒါပေမဲ့ချန်နီဟာယောက်ျားလေးမဟုတ်လို့ဝေဝဲမရဖြစ်နေပါတယ်။တစ်ဖက်မှာတော့ချန်နီရဲ့ကျမ်းမာရေးဟာအံ့ဩပဲကောင်းတော့အောင်ကျမ်းမာသွားလို့ချန်နီအဖွားရောဆရာဝန်ကမယုံနိုင်ဖြစ်နေပါတယ်။ဒီလိုနဲ့ချန်နီအဖွားကချွဲရောင်ကျိုးဆိုတဲ့လူကိုဆက်သွယ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ဆိုကရဟုံးတို့ထပ်ပြီးအငင်းခုံလုံးနေကြရင်ဆိုကရဟုံးကတော့ဆိုတာတန်မှုကိုပြစ်လိုက်တာနရံနှစ်စစ်ထုတ်ချင်းပေါက်သွားပြီးရိုဘင်ကတော့ရေခဲတစ်တာနဲ့လက်နဲ့ကပ်ပြီးပြုတ်ခွာမရဖြစ်နေပါတယ်။ဒါတွေဟာထူးဆန်းတဲ့အရေးတွေနဲ့ထိလိုက်လို့ထူးဆန်းတာတွေဖြစ်လာတာဖြစ်နိုင်ပါတယ်။ချန်နီအဖွားကချန်နီလုံးဝကျမ်းမာသွားပြီဆိုတာပြောပြလိုက်ပြီးသူ့ဆန္ဒတွေကိုအရင်ဖြည့်ပေးဖို့စပစ်သီးပုံလေးမှာနေရာတွေပြည့်သွားခဲ့ရင်ခရီးသွားလို့ရပြီလို့ချန်နီကိုပြောလိုက်ပါတယ်။ပထမဆုံးဆန္ဒကနှစ်နယ်စားကုံအောင်စားရမယ်ဆိုပြီးချန်နီတယောက်ပျော်ပျော်ကြီးအားပါရစားနေပါတယ်။ဒီလိုနဲ့ချန်နီစီကိုအွန်ကျောင်းရောက်လာပြီးဒီလိုတရားကနေအသက်ပြန်ရှင်လာတာပထမဆုံးကြုံမှုလာလားဆိုပြီးမေးပါတယ်။ချန်နီတို့ကလည်းဘူးမသိဘာမသိမသိဘူးလို့ပဲညင်ပြီးအွန်ကျောင်းလည်းပြန်သွားပါတယ်။ပြန်ပြီးဆွဲခံရသလိုဟန်ဆောင်ထားတဲ့ဗီဒီယိုကကင်မရာထဲမှာပဲရှိပြီးကင်မရာကဖန်လုံအိမ်ထဲမှာကျန်ခဲ့တာတိသွားပြီးချန်နီတယောက်အပြေးသွားရှာခဲ့ပါတယ်။အွန်ကျောင်းကအသက်ပြန်ရှင်လာနိုင်တဲ့ဆွမ်းအားရှိမရှိစမ်းသပ်ဖို့ချန်နီလောက်လိုက်သွားခဲ့ပြီးထူးဆန်းတဲ့လူတယောက်ကလည်းနောက်ရောက်ခံနိုင်နေပါတယ်။ချန်နီလည်းအွန်ကျောင်းလိုက်လာတိသွားပြီးပြေးပါတော့တယ်။ဖန်လုံအိမ်ရောက်တော့အွန်ကျောင်းကကင်မရာကိုအရင်တွေ့သွားပြီးဗီဒီယိုထဲမှာချန်နီတကယ်တည်သွားတယ်ဆိုတာသိချသွားပါတော့တယ်။ဒီလိုနဲ့အွန်ကျောင်းကစမ်းသပ်ဖို့ဖန်လုံအိမ်ကိုဖြိုခဲ့ပါတယ်။ချန်နီလည်းဖန်လုံအိမ်ထဲမှာရုံရည်ဆန်ခတ်ဖြစ်ပြီးပင်လယ်ထဲကလှစ်တဲ့စင်းပေါ်ရောက်သွားပါတယ်။တစ်ဖက်မှာရိုဘင်ကလည်းကင်မရာကိုလာရှာရာကနေအွန်ကျောင်းသူ့ရဲ့စွမ်းအားတွေသုံးနေတာကိုရိုဘင်မြင်သွားပါတော့တယ်။နောက်ရောက်ခံလိုက်နေတဲ့သူကလည်းနံပါတ်369ကလေးကအွန်ကျောင်းဆိုတာသိသွားပါတယ်။အွန်ကျောင်းကဖန်လုံအိမ်ထဲမှာချန်နီကိုလိုက်ရှာပေးမယ်ချန်နီမရှိတော့ပါဘူး။ဒီလိုနဲ့ချန်နီမှာထာဝရအသက်ရှင်နိုင်တဲ့စွမ်းအားရှိတာမဟုတ်ပဲတနေရာနဲ့တနေရာကူးပြောင်းနိုင်တဲ့စွမ်းအားရှိနေတယ်ဆိုပြီးအွန်ကျောင်းတယောက်ကောက်ချက်ချလိုက်ပါတော့တယ်။